ကျုံတွေ့ရတဲ့အကြောင်းလေးတွေကျွန်တော်တို့ပြောနေရတာကျွန်တော်တို့တိုင်းပြည်ထဲမှာလည်းအခုဆိုရင်ဒီရောက်လာတော့တချို့ကလည်းမေးတယ်ငါတို့ဗမာပြည်ပြန်ရမှာလားတို့ဒီမို့ငါတို့တွေဗမာပြည်အခြေအနေကြီးကပြောင်းလဲသွားပြီလားတကယ်တိုးတက်သွားပြီလားစသဖြင့်ကျွန်တော်တို့မေးပါတယ်မေးတော့လေကျွန်တော်လည်းအမှန်တိုင်းပြောတယ်ကျွန်တော်ဘယ်တော့မှလည်းမဟုတ်တာလည်းမပြောတတ်ဘူးပြောရင်လည်းကျွန်တော်အမှန်ပဲပြောတယ်အဲ့ပြောတဲ့စကားမှလည်းရှင်းပဲကျွန်တော်အခုလည်းဒီရှေ့မှာဒီစကားပဲကျွန်တော်ပြောရမှာပဲဘယ်သူကပြောတာလဲပြောင်းလဲသွားပြီလို့ကျွန်တော်တော့မသိဘူးတကယ်လို့အဲ့လိုမျိုးမေးမယ်ဆိုလဲကျွန်တော်တခါတည်းဖြေပြီးသားပဲဘယ်သူကပြောတာလဲလို့ပဲကျွန်တော်မေးရမှာပဲလေကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီရလို့ပြုပြင်ပြောင်းလဲနေပါပြီဆိုတာတနည်းအားပဲရှိတယ်အဲ့ဒါဒေါ်အောင်ဆန်းစုကြည် channel မှာဟုတ်တယ်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတအုံအုံထားနေတာပဲအစိုးရတွေလည်းတအုံအုံထားနေတာပဲချန်ပြင်ရောက်တာနဲ့တီရှပ်တွေချွတ်တော့တာပဲချန်ထဲမှာတော့အပြည့်ပဲကျွန်တော်တို့ကြည်ကြည်နေသူတို့တော့ကြောက်လာပါတယ်သူတို့ကလည်းကျွန်တော်ကိုပြောပါတယ်ခမရလည်းတော်တော်ကြောက်တယ်လူပဲတဲ့ဟုတ်ပါတယ်ကြောက်ပါတယ်ဘာလို့လဲဆိုတော့မတတ်နိုင်ဘူးကျွန်တော်ပြောချင်တဲ့အကြောင်းအရာဒီလိုပါဒါရည်စရာဖြစ်နေတာပြောပေမဲ့ကျွန်တော်တို့ကတိုင်းပြည်တစ်ခုကိုရှေ့သွားနေကြတာဗျကျွန်တော်တို့တိုင်းပြည်နှစ်ပေါင်း20ကျော်23နှစ်ကျော်ဟိုမဆလာခေတ်ကစတွေ့ရင်နှစ်ပေါင်း90လောက်ကျွန်တော်တို့အကြီးအကျယ်ပြဿနာပေါင်း16000ဒုက္ခပေါင်းများစွာနဲ့ကျွန်တော်တို့တိုင်းပြည်ဖြစ်လာခဲ့ပြီးသားဟာနောက်တစ်ခါအမောင်လေးကိုကျွန်တော်တို့ပြန်ဆွဲခေါ်သင့်သလားဆိုတာကျွန်တော်တို့စဉ်းစားသင့်ဆုံးချက်ပါအဲ့ဒီလိုဆိုရင်တစ်ဖက်ကကျွန်တော်တို့ ਨੇ စကားပြောနေရပြီကျွန်တော်တို့ ਨੇ ရင်ဆိုင်နေရတဲ့သူတွေဟာစစ်သားတွေဆိုတော့မမေ့သင့်ဘူးကျွန်တော်၄ကြိမ်တိုင်ဖမ်းခံခဲ့ရပါတယ်17နှစ်ကျော်ကျွန်တော်ရဲ့အကောင်းဆုံးအသက်တွေကိုထောင်ထဲမှာဖြုံးခဲ့ရပါတယ်ကျွန်တော်တကယ်ချင်းတွေဖြစ်တဲ့မင်းကိုနိုင်တို့နှစ်20ကျော်ထောင်ထဲမှာအချိန်တွေဖြုံးခဲ့ကြရတယ်အခုရှေ့ကျွန်တော်တို့အလုပ်လုပ်ရမယ့်အချိန်ဖြစ်သွားပြီအခုလိုအချိန်ခါမျိုးမှာတစ်ဖက်ကပြန်စဉ်းစားကြည့်တော့ခေတ်အဆက်ဆက်ဒီကောင်တွေကိုငါတို့ကမော်တော်ကားတွေထုတ်ပေးတယ်လီဖုန်းတွေထုတ်ပေးမြေခွက်တွေထုတ်ပေးထားတဲ့အဆိုတော်တွေရုပ်ရှင်မင်းသားတွေအခုဘလို့ဖြစ်ပြီးအဲ့ဒီနာရောက်သွားတာလေကျွန်တော်တို့သူတို့နေရာကနေစဉ်းစားကြည့်စီခြင်းပါတယ်သူတို့ဘက်ကလည်းဒီလိုစဉ်းစားလာရမှာပဲဟိုတုန်းကတော့နိုင်ငံတော်ကားမှမရရရင်ကိုတတ်ချင်လောက်အောင်သေချင်လောက်အောင်ဖြစ်နေတဲ့ရုပ်ရှင်သမားတွေနိုင်ငံတော်ကငါတို့မခေါ်ဘူးလို့ကြပါအောင်ကျွန်မပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်တတပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်အဲ့ဒီလူတွေအကုန်လုံးကအန္တိနာအကုန်ရောက်ကုန်တယ်ဒါကျွန်တော်ပြောတာရှင်းရှင်းလေးတစ်ဖက်ကလူကဘယ်လိုစဉ်းစားလာမလဲဒီလူကြီးလားဒီလူကြီးလားဒီလူအတွေးကိုသူတို့ကိုဘာဖြစ်လို့ပေးချင်တာလဲအဆိုတော်တွေရောအရင်တော့ဆိုရင်အဲ့ဆယ်ကြီးပြီးပြီဆိုတက်ကကျင်တဲ့အဆိုတော်တွေအများကြီးပဲအခုကျမှမြစ်စုံဆယ်ကျမှလာပြီးရောချတော့တာသူတို့ကဗမာပြည်ကတရားတိုင်းပေါ်မှာသူတို့တက်ခုံကတာမနေဘူးဆယ်တခုဆောက်ပြီးလို့မှအဲ့ဒါတရိုးမကန်ရသေးဘူးသူတို့တက်ကပြီးပြီအဲ့ဒီလိုလုတ်ခဲ့တုန်းကလုတ်ခဲ့ကြတယ်အပြစ်မပြောပါဘူးကျွန်တော်ကဒါပေမဲ့ခုလေအဲ့ဒါလောက်မျက်စိနှောက်အောင်တော့မလုတ်ကြပါနဲ့ဟုတ်ပြီတတိယတစ်ချက်ကျွန်တော်ထပ်ပြောပြစီအစိုးရနဲ့ပတ်သက်ခဲ့တဲ့စီးပွားရေးသမားတွေကြီးပါပဲကျွန်တော်တိုင်းပြည်မှာစီးပွားရေးပညာရှင်စီးပွားရေးနားလည်တဲ့လူတယောက်မှမရှိပါဘူးမရှိလို့လေအခုဒုက္ခရောက်နေတာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ထဲမှာရှိနေတဲ့ပြဿနာဒီကြောင်ဒါလေးတော့လှုပ်လို့ကောင်းတယ်ကွာစော်လိုက်ဗလားအေးခုတ်လိုက်ဟိုကလေးတော့တူးလိုက်ကွာတူးလိုက်ဒီလိုနဲ့ပတ်စံချမ်းသာလာတာလေစီးပွားရေးကိုစနစ်တကျလေ့လာပြီးစီးပွားရေးကိုတက်ကြွပြီးနားလည်ပြီးစီးပွားရှာခဲ့ပြီးတိုင်းသူပြည်သားအလုပ်ရအောင်လုပ်ခဲ့ကြတဲ့သူတွေမဟုတ်ပါဘူးအဲ့ဒီလူတွေအားလုံးကလည်းအခုတော့88တုန်းကလည်းကျွန်တော်ပါတယ်ဗျဘယ်တုန်းကလည်းကျွန်တော်ပါတယ်ခဲ့ဗျဟာအကုန်ပါကုန်မြန်ပြီဗျအခုထောင်တွဲဆိုတဲ့လူတွေကလည်းပါဘယ်ထောင်ကဘယ်လိုထွက်လာမှတော့မသိဘူးအဲ့ဒါလေးလည်းဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တို့တွေ့နေရတဲ့အစိုးရကမနစ်တနေ့ကမှမွေးလာတဲ့အစိုးရလို့ပြောလို့ရတယ်